1945 ခုနှစ်အောက်တိုဘာလ 6 ရက်မနက် 8 နာရီ 14 မိနစ်ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ရဲ့ကောင်းကင်ယံမှာကျင်းလည်နေတယ်။မြို့နေလူတွေကတော့ပုံမှန်တိုင်းပဲလှုပ်သွားပြီးပြင်ဆင်နေကြတယ်။သူတို့မမြင်နိုင်တာကအမြင့်ပေ3100အထက်မှာပြန်တန်းနေတယ်။အမေရိကန်ရဲ့ B-29 ပုံစံလေယာဉ်နဲ့အင်ဒိုလာကြီးပဲ။အဲ့ဒီလေယာဉ်ရဲ့ပုံကန်တကားလေးပွင့်သွားလို့စက္ကန့် 60 ပဲလို့ပြောတယ်။8 နာရီ 15 မိနစ်၄ ချိန်ပေါင်း 9,700 ရှိတဲ့တတိပိုင်းလို့မြည်ပေးထားတဲ့ယူရေနီယံပုံကလေယာဉ်ဘွားနဲ့စတင်တက်ကြလာတယ်။ဒီပင်ဘွားလူတွေကတော့အပေါ်ကိုမောချင်ရင်ငွေအောင်တောက်နေတဲ့လေယာဉ်လေးကိုပဲမြင်နေရတယ်။အဲ့ဒီအချိန်မှာဘုံတွင်ပိုင်းကအချိန်ကိုက်စနစ်တွေကစတင်လှုပ်နေပြီ။ဒါကကမ္ဘာသမိုင်းမှာဖြစ်စွာအကြီးမားဆုံးလက်နက်ကိုပထမဆုံးအကြိမ်စမ်းသပ်ဖို့စက္ကန့်ပိုင်းလို့ပဲဖြစ်ပါတယ်။8 နာရီ 16 မိနစ်မြေပြင်အထက်ပေ1900မှာပုံမှန်ပောက်ကွဲသွားတယ်။ပထမဆုံးမြင်လိုက်ရတာကနေမင်းထက်အစာပေါင်းများစွာပိုတောက်ပါတဲ့အလင်းတန်းကြီးတစ်စက္ကန့်ရဲ့အပုံ1000 ပုံတစ်ပုံတွင်းမှာပဲပောက်ကွဲမှုဘိုးကျဲရဲ့အပူချိန်က 9000 ဒီဂရီစင်တီဂရိတ်ထိတက်သွားတယ်။စာအုပ်တွေတစ်ပင်တွေနဲ့လူပေါင်း1000နဲ့ချီဟာဒါဖြစ်ကိုပြောင်းလဲသွားခဲ့ပြီ။ဟီရိုရှီးမားမြို့ရဲ့မြင်ကွင်းဟာစက္ကန့်ပိုင်းတွင်မှာရဲတန်းတစ်ခုဖြစ်သွားခဲ့။မုံပွင့်ပုံတရံမိခိုးတိမ်ထိုက်ကြီးအောင်မှာပုံမှုန့်နေငြိမ်သက်သွားတဲ့အခါမြို့တစ်မြို့လုံးပြောက်ပြသွားခဲ့ပြီ။ဒီဖြစ်ဟာစစ်ပွဲကိုအဆုံးသတ်စေခဲ့ပေမဲ့လူသားတွေပေါ်နှဆိုင်တဲ့တရားတွေကိုဒီနေ့ထိပေးနေသေးပါပဲ။သိပ္ပံပညာရဲ့အောင်မြင်မှုနဲ့လူသားချင်းစာနာမှုတို့ကြားကအားပြိုင်မှုကိုဒီသမိုင်းကတည်ထူနေတယ်။